နီးပါးကိုတိုင်းပြည်မှာခေါ်ပြီးတော့အတွင်းစည်းထဲမှာထားပါမယ်လို့ပြည်သူကိုရိုးသားစွာကြိုပြောခဲ့ပါသလားမပြောခဲ့ပါရွေးကောက်ပွဲကတိကိုပြည်သူအများစုကြိုက်တဲ့မြစ်ဆုံစီမံကိန်းနဲ့ပေးခဲ့ပါတယ်သူ့ပါတီအာဏာရလာခဲ့ရင်မြစ်ဆုံစီမံကိန်းကိုအများပြည်သူသိအောင်ထုတ်ပြမယ်လို့မလုံးပေးခဲ့ပါတယ်သို့တော့သူ့ပါတီအာဏာရလာတဲ့အချိန်ကနေစပြီးသူတို့ပါတီ9နှစ်သာပြည့်သွားတယ်အဲ့ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းဘယ်ပြည်သူကမှချမပြခဲ့ပါဘယ်သူကမှလည်းဓာကြီးကိုတော့ချပြပေးပါလို့မပြောခဲ့ပါမပြောရခဲ့ကြပါအဲ့ဒီတဲ့ပို့ဆိုးတာကလူကြီးလူကောင်းစိတ်တက်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အိမ်တိမ်မှာပဲဖြစ်ဖြစ်မြို့တစ်မြို့မှာပဲဖြစ်ဖြစ်နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ်ဥပဒေနဲ့မပြဋ္ဌာန်းထားတဲ့ယဉ်ကျေးမှုဓလေ့ထုံတန်းစင်တာတွေရှိပါတယ်ဒေါ်စန်းစုကြည်အာဏာရနေတဲ့အချိန်မှာမလှုပ်တဲ့နာတွေမလှုပ်ထိုက်တာတွေလုပ်ခဲ့ပါတယ်ဘာလဲဆိုတော့အမျိုးသမီးမဝင်ရဘူးဆိုတဲ့ခြေတော်ရာတွေကိုသူဝင်ခဲ့ပါတယ်အမျိုးသမီးရွှေသင်္ကန်းကတ်လို့မရဘူးဆိုတဲ့အင်းလေးဖောင်တော်ဖေးသူရွှေသင်္ကန်းကတ်ခဲ့ပါတယ်ဒါတွေဟာလူကြီးလူကောင်းစံတဲ့လုပ်ရက်တွေမဟုတ်ပါဘူးလူကြီးလူကောင်းဆိုတာအများသူငါလိုက်နာဖို့ထုတ်ထားတဲ့စီကံကိုမဖြစ်မနေလိုက်နာပေးရမှာပါငါနိုင်ငံခေါင်းဆောင်မို့လို့ငါကတော့ဒီတိုင်းပြည်မှာအကြီးဆုံးမို့လို့ဒီစီကံတွေကငါနဲ့မဆိုင်ဘူးလို့တွေးလို့မရပါဘူးတတ်မှတ်လို့မရပါဘူးဒေါ်ဆန်းစုကြည်ဒီလိုမျိုးမလုပ်တင်တာကိုလုပ်တယ်ဘာသာသာသနာအတွက်လိုအပ်လို့ထုတ်ထားတဲ့ဓလေ့ထုံးတမ်းစင်လာတွေကိုချိုးဖောက်တဲ့အချိန်မှာကောသူ့နားမှာရှိနေတဲ့ဘယ်သူတွေကဒီလိုတော့မလုပ်သင့်ပါဘူးဒါဟုတော့မချိုးဖောက်သင့်ပါဘူးလို့ဘသူကများပြောခဲ့ပါတယ်ဘသူကများဝိုင်းပြီးတော့ထိန်းခဲ့ပါတယ်ဘိုးချုပ်နေဝင်ဟုတ်ပြီအာနာရှင်ဖြစ်တဲ့တိုင်းပြည်အုပ်ချုပ်သွားတယ်သူ့ဘာဝင်သူ့မိသားစုတွေအကုန်လုံးဘာသာသာသနာနဲ့ပတ်သက်တဲ့စီကံမချိုးဖောက်ခဲ့ပါဘိုးချုပ်မှုကြီးတန်းရွှေဟုတ်ပြီအာနာရှင်ဖြစ်အုပ်ချုပ်သွားခဲ့တယ်သူ့ဘာဝင်သူ့မိသားစုတွေဘယ်သူမှဘာသာသာသနာနဲ့ပတ်သက်တာကိုမချိုးဖောက်သွားပါဘူးဦးလက်ရှိဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ထိုနည်း၎င်းပါပဲသူ့ဘာဝင်သူ့မိသားစုတွေတိုင်းပြည်မှာတားမြစ်ထားတဲ့ရိုးရာဓလေ့ထုံးတမ်းစင်လာတွေကိုမချိုးဖောက်ပါဘူးနိုင်ငံခေါင်းဆောင်ဆိုတာလူကြီးလူကောင်းစိတ်သက်ရှိရပါတယ်